မင်္ဂလာပါခုခြားသောချက်ပြမှာပြန်လဲကြိုးစားပါတယ်ကဲအခုချက်မှာတော့မင်းတို့ချက်မှာတွေကတော့ကြက်မာသားလေးပေါ့နော်ကြက်မာသားလေးချက်မယ်ပါဝင်တယ်ကြက်မာသားလေးချက်မယ်ဆိုတော့ပါဝင်တဲ့ပစ္စည်းလေးတွေကကြက်သွန်နီဂျင်းကြက်သွန်ပြူစပလင်းရုပ်စိမ်းတို့ဖြစ်ပါတယ်ကဲကြက်မာသားလေးကိုဆက်ချက်မယ်ဆိုတော့မင်းတို့ရတာလေးနှပ်ပါမယ်စားလေးထည့်မယ်ချုံမုံလေးထည့်မယ်ရတာလေးတွေနှပ်ထားပါမယ်နော်ရတာလေးလေးစက်သားလေးရတာလေးလေးနှက်ထားပြီးဆိုတော့မမင်းတို့ထောင်းပါမယ်ပေါ့နော်စက်သွန်လေးထောင်းမယ်တော့မယ်ဆိုတော့စီလေးတွေကိုအိုးလေးတွေကိုစီလေးထည့်ပါမယ်စီလေးထည့်ပါနော်နော်စက်သားလေးကိုခိုင်းချက်လေးစားကျင်တာဖြစ်တဲ့အတွက်ကြောင့်မလို့စီလေးကိုအနည်းငယ်ပဲသုံးပါရနော်စီလေးထည့်မယ်စီလေးပူအောင်ခဏစောင့်ပါမယ်စီလေးလည်းဆူလာပြီဆိုတော့မင်းတို့နတ်အစင်းနဲ့ထောင်းထားတယ်ကြက်သွန်လေးကြက်သွန်လေးရင်းစကလေးလေးကိုပြတ်လိုက်ပါမယ်နော်ကြက်သွန်လေးကိုဒီမျိုးလေးမွေးလာပြီဆိုတော့နော်မင်းတို့ငပိလေးနည်းနည်းထည့်လိုက်မယ်သူကရခိုင်ကြက်လို့ပုံစံမျိုးဆိုတော့ငပိလေးကိုထည့်ပြီးတော့ဗောနော်အဲ့လိုလေးကြက်လက်ကိုပုံမျိုးပဲနော်ငပိလေးလည်းမွေးလာပြီဆိုတော့မင်းတို့ကြက်သားထည့်ပါမယ်ထားလေးတွေရောက်ပြီးစားလေးတွေနဲ့တင်းလာပြီဆိုရင်လည်းမင်းတို့လုံးရည်ထည့်ပါမယ်နော်စုံရည်လေးထည့်ပါမယ်စုံရည်လေးခန်းတဲ့အထိမင်းတို့ခဏချက်ထားပြီးရနော်ဒီထည့်ပြီးဒီနေ့ခါလေးရပြီဆိုရင်မင်းတို့ဒီလေးစားထည့်ပါမယ်နော်ကြက်မာဆိုတော့ရည်လေးတော့နည်းနည်းများလေးထည့်ရမယ်နော်သူကမီးအေးနဲ့နှက်ထားမှဖြစ်သွားတယ်နော်ပေါင်းလေးတော့ပြီးတော့မီလေးနဲ့နှက်ထားပါမယ်။ဒီလိုမျိုးတို့နေထားလေးရပြီဆိုရင်ကြက်သားလေးကတို့နေထားလေးရပြီဆိုရင်မြေကြီးလေးထည့်ပါမယ်ပေါ့နော်။မြေကြီးဝင်နေအစောကြီးကဘာလို့မထည့်ရလဲဆိုတော့ရှိရင်ဟိုပါပေါ့နော်။မြေကြီးကိုအဲ့တအားကြီးပြုတ်လို့ရှိရင်တိတ်မကြိုက်လို့ပေါ့နော်။ပြုတ်လို့ဖြစ်မှာကြိုက်တော့အရင်မြေကြီးကိုချကန်နေနေလို့တော့ဖြစ်ပါလေနော်။ဒါလေးခဏလေးစောင့်လိုက်ပါနော်။ဒီနေထားလေးရပြီဆိုရင်ချလိုက်ရအောင်နော်။ဒီကနေ့ပြန်ဆိုရင်ချလို့ရပါပြီဆိုရင်တမင်အရန်စားမယ်လို့တဲ့ရခိုင်ကြလေးပေါ့နော်ရခိုင်ကြလေးရပါပြီဒီရွက်ကြော်လေးနဲ့တိုးစရာစုံစုံနဲ့စားပါမယ်ရခိုင်ကြလေးရပါပြီနော်အားလုံးပဲလက်ချက်စားကြည့်ကြပါရမ်းကောင်းပါရဲ့နော်